ဟာလေလုယာအရောက်စီတိုင်းဖျားတခင်ကောင်းချီးပေးပါစေဟာလေလုယာအာမင်ဟာလေလုယာဒီနေ့တော့အတီးအရွယ်နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုပြန်ပြီးပြောမှာဖြစ်တယ်ဆာလံ98အငယ်25အကြောင်းမူကားအထက်မိုးတိမ်ကိုမာထားလက်ကောင်းကင်တကားကိုဖွင့်၍သူတို့စားเสียဖို့မာနကိုမိုးရွာစေတဖြစ်ကောင်းကင်ဆန်စပါးကိုပေးတော်မူသည်ဖြစ်၍ထိုသူအပေါင်းတို့သည်ကြီးမြတ်သောသူတို့၏အစာကိုသုံးဆောင်၍ဝပြောစွာစားကြမည်အကြောင်းပြုတော်မူတော်လေတဲ့သူတို့သည်ဘုရားသခင်ကိုမယုံကြည်ကေတင်တော်မူခြင်းကျေးဇူးကိုမကိုးစားဘဲနေကြ၏ဒီနေ့ကျမတို့ရဲ့ဘိုးဘေးတွေဣသရေလလူမျိုးတွေကိုခါနမ်ပီကိုဥဆောင်လာတဲ့အခါမှာလမ်းမှာနော်မာနမုံချပေးရင်လည်းဘာဖြစ်လဲဖះကိုတော်လန်ကြတယ်ဒီလိုပဲဒီနေ့ကျမတို့ကိုဖះကနော်ကောင်းကင်တကားဖွင့်နေပြအစားအသောက်ဒီအတီးအနှံလေးအများကြီးကိုကောင်းချီးပေးတဲ့တို့တော်လဲဒီအရာကိုစားတောက်ခြင်းအဖြစ်ဖန်ဆင်းပေးတဲ့ဖះကိုလည်းကျမတို့ကမေ့နေတာဖြစ်တယ်ဟာလေလုယာဒါကအတီးအနှံနဲ့ပြန်ပြီးမှပြောထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီလိုပဲဒီနေ့ကျမတို့ရဲ့နှုတ်ကပတ်တော်ဖះစကားတွေကအတီးအနှံလိုပဲကျမတို့ရဲ့အသက်တာအတွက်ခွန်အားဖြစ်စေတဲ့အရာတွေခွန်အားအသက်တာပြောင်းလဲစေတဲ့အရာတွေအသက်တာအတွက်ခွန်အားဖြစ်စေတဲ့နှုတ်ကပတ်တော်တွေကျမတို့ကစားတော့စားတောက်နေပေမဲ့ဘာဖြစ်လဲမယုံကြည်တဲ့အပိုင်းတွေလည်းရှိတယ်နော်ကေတင်တော်မူခြင်းကျေးဇူးကိုမကိုးစားဖေကိုယ့်ရဲ့ဝိညာဉ်ကေတင်ခြင်းရဖို့မကိုးစားဖះကြောင့်တက်မယ်နှုတ်ကပတ်တော်ဖတ်မယ်ဒီလောက်ပဲနော်ဒီနေ့ဖះကျမတို့ကိုပေးထားတဲ့ကောင်းကြီးတွေနော်ဒီနေ့တခါလေကျမတို့ကကိုလုံးမကိုစားရတာပဲနော်တချို့တွေကကိုစိုက်လို့ကိုရတာပဲတကယ်တော့ကျမတို့ကစိုက်လိုက်ယုံပဲအပြင်ပေါက်စေတဲ့ဖះဖြစ်တယ်ဒီနေ့ဒီလိုပဲနှုတ်ကပတ်တော်လဲကျမတို့ကနားထောင်ပြီးမှတကယ်ပဲယုံကြည်ခြင်းမရှိဘူးဆိုရင်ကျမတို့ကဘာပဲတူသွားလဲဆိုတော့ဖះရဲ့ကောင်းကြီးကိုစားတော့စားတယ်နော်ဖះပေးထားတဲ့အသက်နဲ့အသက်တော်ရှင်နေကျန်းစာဖတ်ခြင်းဖတ်မယ်မဖတ်ခြင်းမဖတ်ဘူးယုံခြင်းယုံမယ်မယုံခြင်းမယုံဘူးပေါ့လေးနဲ့ကျမတို့အသက်ရှင်နေရတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာပါတွေ့ရတူအပေါင်းတို့ဒီတဲ့နော်ကြီးမြတ်တော်သူတို့ရဲ့အစာကိုသုံးဆောင်၍တဲ့ဝပြောကြ၏ဒီနေ့ဖះရဲ့ကောင်းကြီးမင်္ဂလာပေးခြင်းအဖြစ်ဖះပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့နော်ကျမတို့ဆန်စပါးဂျုံအကုန်စားတောက်တော်လည်းပဲဖန်ဆင်းတဲ့ဖះကိုကျမတို့ကဂရုမစိုက်ကြဘူးနော်ဒီလိုပဲဒီနေ့ကျမတို့ကျန်းစာကောင်းမှန်းတည်တယ်နော်ကျန်းစာကောင်းမှန်းတည်တယ်နှုတ်ကပတ်တော်ကောင်းမှန်းတည်တယ်ဒါမဲ့ဒီနေ့ကျမတို့လေ့လာလားမလေ့လာဘူးနော်ကိုယ့်ရဲ့ကေတင်ချင်းအောင်စိတ်ချမှုရှိပြီလားဒီနေ့ကျမတို့လောကအရာမှာပဲကျမတို့အချိန်ကုန်နေတဲ့အရာတွေကိုတွေ့ရတာဖြစ်တယ်နော်လောကအပျော်အပါလောကမှာပဲနော်ကိုယ့်ရဲ့ဝိညာဉ်အတွက်ဘာမှအစင်တင်လုပ်ထားခြင်းလည်းမရှိဘူးဖခင်ကိုကျေးဇူးတင်ခြင်းလည်းမရှိဘူးဖခင်ကိုအလေးထားခြင်းလည်းမရှိဘူးတရကျမတို့ထလာပြီဆိုရင်ဖခင်ကိုယူတည်တဲ့အနေနဲ့လေးစားတဲ့အနေနဲ့ဆုတောင်းလာကျန်းစာဖတ်လာနော်အချိန်ရရင်ဖတ်မယ်အချိန်မရမဖတ်ဘူးဒီလိုမဟုတ်ပါဘူးဒီနေ့ကျမဖခင်ရဲ့နှုတ်ကပတ်တော်ကကျမတို့အတွက်ခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်နော်ဒါအတီးအရွယ်ဆိုတာနိုင်ရှင်ထားတာဖြစ်တယ်ဟာလေလုယာနော်ဒီနေ့လောကအတီးအရွယ်ကအစနှုတ်ကပတ်တော်အစဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့ကခံစားရတာဖြစ်တယ်ဘယ်လိုမျိုးကျေးဇူးတော်လဲဆိုတဲ့အခါမှာဝပြောစွာစားရမည်အကြောင်းပြုတော်မူတော်လေသူတို့ဒီဖျားသခင်ကိုမယုံကြဒီနေ့ကျမတို့ဖျားရဲ့ကောင်းကြီးနဲ့အသက်ရှင်နေတည်ကြတယ်နော်ဖျားရဲ့ကျေးဇူးတော်ကြောင့်အသက်ရှင်နေဖျားရဲ့ကျေးဇူးတော်ကြောင့်မို့နော်တွာလာလှုပ်ရှားရတယ်ကျမ်းမာတယ်တည်တယ်ဒါပေမဲ့ဘာဖြစ်လဲကိုတိုင်လိုက်ရှောက်မှုမရှိဘူးကေတင်တော်မူခြင်းကျေးဇူးကိုမကိုးစားဒီနေ့ကျမတို့ဖခင်ရဲ့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်ကြောင့်ငရေကနေလွတ်မြောက်တယ်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်ကြောင့်ကျမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းရတယ်အဲ့ဒါကိုကျမတို့ကကျေးဇူးတရားကိုကိုးစားဖို့ဖြစ်တယ်အဲ့ကြောင့်လို့ဒီနေ့ကျမတို့အလူငွေပေးတဲ့အချိန်မှာလဲကျမတို့ကကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကျေးဇူးတင်တဲ့ရစ်နဲ့ဒါပေမဲ့ဒီနေ့ကျမတို့ကကိုရဖို့နောက်ထပ်ရဖို့နော်လောဘဒေါသနဲ့ကျမတို့ကရှောက်လန်းအသက်ရှင်တဲ့အရာတွေဖြစ်နေတယ်နော်အဲ့ဒါဘာနဲ့တူရလဲဆိုရင်ကေတင်တော်မူခြင်းကျေးဇူးကိုမကိုးစားတော့သူဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်အားဖြင့်အရာရာကေတင်တယ်ယေရှုခရစ်တော်အားဖြင့်ကျမ်းမာခြင်းရတယ်ယေရှုခရစ်တော်အားဖြင့်ကြွယ်ဝချမ်းသာခြင်းရတယ်ယေရှုခရစ်တော်အားဖြင့်နော်ကျမ်းမာနေထိုင်ရတယ်ယေရှုခရစ်တော်အားဖြင့်စားတောက်ခွင့်ရတယ်နော်ဆိုတော့ဒီနေ့ဆန်စပါးအတီးအနံတွေလည်းဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့စားတောက်ရတယ်လို့ကျမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဒီအရာတွေလည်းဖခင်ရဲ့ကျေးဇူးတရားပဲဖြစ်တယ်အဲ့တော့ဒီနေ့ကျမတို့ကကျေးဇူးတရားကိုမကိုးစားပဲမနေတရက်ပြီးကျမတို့ကဖခင်ရဲ့ကျေးဇူးတော်ကိုတည်တတ်ပြီးခံယူပြီးမှနှုတ်ကပတ်တော်ဖတ်ပြီးမှနော်ဒီနေ့ကျမတို့ရဲ့ခန္ဓာကိုယ်အတွက်အာဟာရဖြစ်စေတဲ့အရာနော်ကျမတို့ရဲ့အသက်တာကိုတန့်ရှင်းစေတဲ့အရာဒီနှုတ်ကပတ်တော်ဖြစ်
တယ်ဆိုတဲ့အရာကိုကျမတို့တိပြီးလိုက်လျှောက်ပြီးမှအသက်ရှင်ဖို့လိုအပ်တဲ့အရာကိုဒီလောက်လေးကျမပြန်ပြီးခွန်အားပေးတာဖြစ်တယ်အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေဟာလေလုယာအာမင်